Hello အားလုံးပဲဆလာမ်အလိုင်ကွန်လောက်ရင်းလင်းကို page ကပြန်ရိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါမှာတော့မန္တလေးမှာနှစ်ပေါင်း15နှစ်တိုင်အောင်အဟလက်ဆိုင်တွေထဲမှာအသုံးဆိုရင်နာမည်ကြီးပြီးတော့စားလို့ရန်ကောင်းတယ်တန်ရုံးစင်သုံးဆိုင်မှာအခုဆိုရင်မီနူတစ်တင်နေအများကြီးထပ်တိုးထားလို့ကျွန်တော်သက်စားတဲ့ vlog လေးကိုပြန်ပြီး share လုပ်ပေးကြပါတယ် vlog လေးမှာကျွန်တော်ဗာရရပြီးတော့ဘာမှစားခဲ့လဲဆိုတာကိုကျွန်တော်လည်းတူတူဆုံးကြည့်လိုက်ကြရအောင်Hello အားလုံးပဲဆလာမ်အလိုင်ကွန်လောက်ရင်းလင်းကို page ကပြန်ရိုလိုက်ပါတယ်ကျွန်တော်ရောက်နေတဲ့နေရာလေးကတော့29လမ်း8တရှင်ကြာဝန်တိုင်တန်ရုံးရဲ့သုံးဆိုင်ကိုရောက်နေတာပါနော်အတုပ်ကိုအဓိကရတဲ့ပြင်တခြားမီနူအနေနဲ့ဗာရရပြီးတော့ကျွန်တော်ဒီနေ့ဗာမှစားမယ်ဆိုတာကိုဒီ vlog လေးကိုကျွန်တော်တို့အဆုံးထိကြည့်လိုက်ကြရအောင်တန်ရုံးစင်သုံးဆိုင်လေးကတော့မန္တလေးမြို့ရဲ့29လမ်း8တရှင်နေကြမှာစိုင်နေရာအသင်းမှာဖွင့်တာလို့ကျွန်တော်သက်စားတဲ့ vlog လေးကိုပြန်ပြီး share လုပ်ပေးချင်ပါတယ်ဒီဆိုင်မှာကတော့အတုပ်ကအဓိကထားရောက်ပြီးတော့အတုပ်မျိုးစုံကို15မျိုးလောက်ထိရပြီးတော့ကျွန်တော်အဲ့ဒီကတော့ကျွန်တော်စားချင်တဲ့အတုပ်တွေအပြင်ကိုတခြားမီနူတွေပါမှာခဲ့ပါတယ်ဒီဇိုင်းရဲ့အတုပ်လက်ရာကတော့စားလို့ရန်ကောင်းပြီးတော့တစ်ခါပြင်ကိုမှအစားဘူးတဲ့သူတိုင်းကနောက်တစ်ခေါက်ပြန်လာပြီးစားရတဲ့အထိကိုနာမည်ကြီးပြီးတော့စားလို့ကောင်းပါတယ်ကျွန်တော်အဲ့ဒီကတော့ဖီတန်သုံးတဲ့ဆက်လက်ရွက်သုံးအပြင်ကိုတခြားမီနူအနေနဲ့ဒီငဖယ်တောင်းလေးလည်းမှာခဲ့ပါတယ်ဒီဇိုင်းမှာရတဲ့အတုပ်မျိုးစုံအပြင်တခြားမီနူတွေအကုန်လုံးကလည်းဈေးလုံးနဲ့တက်တာပြီးတော့စားလို့လည်းကောင်းပြီးအရသာရှိရမို့လို့ကျွန်တော်ကပြန်ပြီး share လုပ်ပေးလိုက်ပါတယ်ကျွန်တော်အဲ့ဒီကမစားခဲ့တဲ့မီနူလေးကတော့ဆက်လက်ရွက်သုံးဖီတန်သုံးမာလာထမင်းကြော်နောက်ပြီးတော့ငဖဲထောင်းနဲ့အတူအကင်သုံးအမဲသားကြော်နဲ့ကြာတိုင်းလေးထဲမှာခဲ့ပါတယ်ကျွန်တော်ပထမဆုံးမာလာထမင်းကြော်လေးစားကြည့်လိုက်တဲ့ခါမှာတော့မာလာရမ်းစာမှုမွေးပြင်းတဲ့ကိုမှကျုပ်နဲ့ကြက်သားနဲ့ကိုတခြားလေးကြော်ပေးထားပြီးတော့တပွဲ6000ကတော့အရင်တက်ပါတယ်အရသာကလည်းမာလာနဲ့ခက်ပြင်းပြင်းလေးနဲ့ကိုမှတော်တော်လေးကိုစားလို့ကောင်းပြီးတော့ကျွန်တော်ထမင်းကြော်ထဲမှာဆိုရင်တော့ဒီမာလာထမင်းကြော်ကိုတော်တော်လေးကြိုက်ပါတယ်နောက်ပြီးတော့ကျွန်တော်မစားခဲ့တဲ့အတုပ်ကလေးကတော့ဆက်လက်ရွက်တုံနဲ့ဖီတန်တုပ်မှာဆက်လက်ရွက်တုပ်ကတော့အခုလိုမျိုးပေါ့နော်ဆက်လက်ရွက်များနဲ့ကိုမှအပေါ်ချက်သွန်တူလေးဖြူပေးထားပြီးတော့စားလို့ရန်ကောင်းပါတယ်ဖီတန်တုပ်ကလည်းဒီဆိုင်မှာစားလို့ကောင်းပြီးတော့နာမည်ကြီးပါတယ်ကျွန်တော်အတုပ်တွေကိုတော့ဒီတိုင်းစားရတဲ့ထမင်းစီဇန်လေးနဲ့စားကြလို့ထမင်းတစ်ပွဲမှာလိုက်ပါတယ်ဒါကတော့တန်ရုံးစီရဲ့ signature လို့ပြောလို့ရတဲ့အမေသားကြော်ရေးဆက်လက်ရွက်တုပ်ကဖီတန်တုပ်ကထည့်ပြီးတော့စားခဲ့ပါတယ်ထမင်းစီဇန်မွေးမွေးလေးကိုမှဆက်လက်ရွက်တုပ်ကလေးရဲ့ဖီတန်တုပ်လေးရဲ့စားရတဲ့အရာကလည်းဘာနဲ့မှမတူအောင်စားလို့ကောင်းပါတယ်ဒါကတော့တန်ရုံးစီ signature မဲသားကြော်ပါဒီဆိုင်ရဲ့မဲသားကြော်ကတော့စားလို့ရန်ကောင်းပြီးတော့တော်တော်လေးနာမည်ကြီးပါတယ်ကျွန်တော်ထမင်းစားရင်းနဲ့ပဲချင်းဆက်ဆက်ကလေးစားခြင်းလို့ငဖယ်တောင်းလေးမှစားခဲ့ပါတယ်ဒီဆိုင်ငဖယ်တောင်းကတော့အခုလိုမျိုးငဖယ်တုံးလေးတွေကိုမှဂါကျဲဥရဲ့အခန်းကြီးတွေပါပြီးတော့လုံးဝချင်းဆက်ဆက်ကလေးနဲ့ကိုမှတော်တော်လေးကိုစားလို့ကောင်းပါတယ်စားနေကြအထောင်းနေနဲ့မတူဘဲနဲ့ချင်းဆက်ဆက်ကလေးနဲ့စားလို့ကောင်းတာမို့လို့တန်ရုံးစင်ရောက်ရင်တော့ဒီငဖယ်တောင်းလေးကိုမှစားကြည့်လို့ comment လုပ်လိုက်ပါတယ်နောက်တော့ကျွန်တော်မှတောက်ခဲ့တဲ့မီနူလေးကတော့ကြာစံရင်းမှာဒီဆိုင်ရဲ့ကြာစံရင်းကတော့တော်တော်များများသိပြီးတော့တောက်လို့ရန်ကောင်းပါတယ်ဒီဆိုင်ရဲ့ကြာစံရင်းကတော့တဝဲကို2000ကိုမှချက်ယူတွေပေါ့အခုလိုမျိုးပေါ့နော်ညိုသီးများများတမယာသီးလေးညစ်ပြီးတော့နာမည်များများနဲ့စားမယ်ဆိုရင်တော့အရင်တောက်လို့ကောင်းပါတယ်ဒါကလေးကတော့ကျွန်တော်မစားခဲ့တဲ့အကင်တုပ်ပါဒီဇိုင်းအကင်တုပ်ကတော့တပွဲကို6000ကိုမှကိုစားခြင်းတဲ့ပုံစံတိုင်းတုပ်ပေးပါတယ်သူ့ပြစာကိုပြောမယ်ဆိုရင်တော့မရိုနီစတီမာလာနစ်တွေများများထည့်ပေးထားပြီးတော့နေပေးထားတာမို့လို့ပိုရှင်းလည်းများပြီးတော့စားလို့ကောင်းပါတယ်အစုံမီနူအနေနဲ့ကျွန်တော်မစားခဲ့တာကတော့ပြောင်းမှု cheese ပါပြောင်းမှု cheese ကတော့ဒီဇိုင်းမှာစစ်စိမ်လေးနဲ့ခုလိုမျိုးပူပူလေးစားမယ်ဆိုရင်တော့စားလို့ရန်ကောင်းပါတယ်အခုလိုမျိုးတန်ရုံးစင်သုံးဆိုင်မှာအသုံးမီနူတွေအပြင်ကိုတခြားမီနူတွေလည်းအများကြီးရနေရမို့လို့မစားသေးရင်အများဆုံးသွားစားကြည့်ဖို့ recommend လုပ်ရတဲ့နောက်ဆုံးမှာပြောနေကြမယ်နော်အားလုံးပဲအစ္စလာမ်မလိုင်ကွမ်